အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံမှာတော့မတ်လ28ရက်နေ့ကငလင်လှုပ်ခတ်ပြီးခဲ့တဲ့အချိန်မှာလူတလိပ်ဆန်တွေရှေးအောင်အဆောက်အုံများနဲ့အိုးအိမ်စီးစိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်ငလင်တန်းကြောင့်မပျက်စီးခဲ့ပေမဲ့ပြိုကျလို့ဒီပါဖြစ်နေခဲ့တဲ့တံပိုးမဖြတ်နိုင်တဲ့ရှေးအောင်ယဉ်ကျေးမှုလက်ရာတွေအများအပြားလည်းဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီထဲမှာမှဒဏ္ဍာရီပုံပြင်တွေရှေ့စကားတွေနဲ့အဆူရှိခဲ့တဲ့ဆရာကြီးမင်းသိန်းကားရဲ့ပထမအဆုံးဝတ္ထုမနုစာရီမင်းသမီးလေးရဲ့လက်ပြတ်ထည့်ထားတဲ့ကြောက်စင်မျိုးကကြောက်တစ်တာကြီးဟာလူပြောများလာခဲ့ပါတယ်ကျွန်တော်လည်းဆရာကြီးမင်းသိန်းကားရဲ့အမာကန်ပြိသက်ကြီးတွေကမှတအူးဖြစ်တာကြောင့်မနုစာရီဝတ္ထုတွေကလို့မနုစာရီမင်းသမီးလေးရဲ့ဂျေယာအမှတ်အသားပါတဲ့လက်လေးတစ်ဖက်တကယ်ရှိနေမှာလားရှေ့လူကြီးသူမတွေရဲ့စကားအတိုင်းရွှေတွေအပြည့်နဲ့နွားကြောင်းသားလေးရဲ့လက်တစ်ဖက်ကရောတကယ်ရှိနေမှာလားဆိုတဲ့အတွေ့တွေမနုစာရီမင်းသမီးလေးเจ้าကိုလက်လှမ်းမိသလောက်လေးလာကြည့်ရှုမှတ်သားခဲ့ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်လေးလာမိခဲ့တဲ့မနုစာရီမင်းသမီးလေးเจ้าကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုမစတင်ပြီးကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ခဲ့ပေးကြပါအောင်ခင်ဗျာမနုစာရီလို့ပြောလိုက်တာနဲ့အရန်ကိုချောမောလှပပြီးယနေ့အချိန်အထိအသက်ရှင်နေစေလို့ယူဆရတဲ့အသက်3000နီးပါးရှိပြီဖြစ်တဲ့လက်တစ်ဖက်ပြက်နေတဲ့မင်းသမီးလေးမနုစာရီကိုပြေးမြင်မိကြမှာပါမနုကျန်းတွေထဲမှာတော့မနုဟူသည်ကဘာဦးအစမဟာသမရမင်းရဲ့အခြားအမည်ဖြစ်ပြီးမနုတနည်းအားဖြင့်မနုဿလူသားလို့အဓိပ္ပာယ်ရပြီးမနုကျန်းကိုလည်းကဘာဦးကျန်းအဖြစ်မှတ်တမ်းတင်ထားတာကိုတွေ့ရှိရပါတယ်အချို့ကျန်းတွေမှာတော့မနုရတစ်ကမနုကျန်းကိုမြတ်စွာဘုရားမပွင့်ပြီး200 CE လောက်ကရေးသားမှတ်တမ်းတင်ခဲ့တာလို့ဖော်ပြခဲ့ကြပါတယ်မနုရတစ်ကိုမနုစာရီတီခေါ်ဟိန္ဒူဘာသာကျမ်းလက်ရေးမှု90ကျော်ရေးသားခဲ့တဲ့ရတစ်တစ်ပါးဖြစ်လဲအချို့ကျမ်းတွေမှာဖော်ပြခဲ့ကြပါတယ်တက္ကရာစကားဖြစ်မနုဆိုတာကအမည်ဖြစ်ပြီးစာရီတီကနိယာမမှတ်တမ်းကျမ်းအဖြစ်ဘာသာပြန်ရမှာလဲဖြစ်ပါတယ်မနုစာရီဖြစ်ပေါ်လာပါကူလေးလာကြည့်ရင်မာနုရှာထိုမတဆင့်မနုဿအဲ့ဒီကတဆင့်မနုစာရီတီထို့နောက်မနုစာရီဆိုပြီးဖြစ်လာနိုင်ပါတယ်မနုကျမ်းကိုရေးသားခဲ့သူမနုရတစ်ကိုဘေဒင်ကျမ်းများစတင်ရေးသားသူရတစ်ကြီးဂါရကရဲ့တစ်ဖက်20ကျော်ဝရဟမိရိယရတစ်ကြီးပြီးတဲ့နောက်ပေါ်ထွန်းလာခဲ့တဲ့ပညာရှိရတစ်စီရင်မှာတွေ့ရပါတယ်မနုကျမ်းကိုရေးသားသူမနုရတစ်ကို CE 100မှ200အတွင်းတည်ရှိသူအဖြစ်ဖော်ပြလေးရှိပြီးဟိန္ဒူလူမျိုးများရဲ့ရှေ့ကျမ်းစာများကိုရေးသားခဲ့တဲ့ရတစ်တိုင်းကိုမိန်းမအဖြစ်မှတ်တမ်းတင်ထားတာချင်းမရှိတာကိုတွေ့ရှိရပါတယ်ဒါဟာဟိန္ဒူတွေရဲ့ဇက်နှိပ်ဇက်မြင့်မိယိုးဖလားယဉ်ကျေးမှုတွေအရာထင်ရှားကြော်ကြားတဲ့ပုံကိုယ်တွေဟာမိန်းမတွေမဖြစ်နိုင်ဘူးလို့ယုံကြည်လက်ခံခဲ့တာကြောင့်လို့ယူဆနိုင်ပါတယ်မနုစာရီကိုမြန်မာဝတ္ထုအဖြစ်သခိုင်းဥဖိုးသင်းကပထမဦးဆုံးရေးသားခဲ့ပါတယ်မနုစာရီဟာလှပတဲ့အမည်ဖြစ်တာကြောင့်လူလဲလှရမှာဖြစ်လို့လှပတဲ့မိမ့်မပြူအဖြစ်ပုံဖော်ရေးသားခဲ့ခြင်းမျိုးလဲဖြစ်နိုင်ပါတယ်မြန်မာရာဇဝင်နဲ့ဟိန္ဒူယဉ်ကျေးမှုယုံကြည်မှုများမှဆိုလို့ရှိရင်တော့မနုစာရီကိုချောမောလှပါတယ်မိမ့်မပြူတဦးအဖြစ်ဖော်ပြခဲ့ကြပေမဲ့ဂရိဒန္နာယီပုံမြင်တွေထဲမှာတော့မနုစာရီဟာစီကမ်းမဲ့တဲ့လူမျိုးများအဖြစ်ကြပြီးမိမိတို့စိတ်ကိုမထိန်သိမ်းနိုင်သူတွေအဖြစ်ဖော်ပြခဲ့ကြပါတယ်ဂရိရှေဟောင်ပုံမြင်တွေထဲမှာတက်စလီနဲ့အာဂေရီယာတောင်တွေမှာလူတစ်ပိုင်းမြေတစ်ပိုင်းတရဝါတစ်မျိုးနေထိုင်ကြတယ်လို့ဆိုပါတယ်အဲ့ဒီတရဝါတွေဟာပိုဆိုက်ဒွန်ဘရင်နဲ့နက်ဖီလီနက်သမင်းတို့မှဆင်းသက်လာသူများလို့ပြောလေးရှိပြီးအဲ့ဒီတရဝါတွေကိုမနုစာရီဒါမှမဟုတ်စင်တော်လူမျိုးများအဖြစ်ခေါ်ဝေါ်ကြပါတယ်ဂရိတွေရဲ့မနုစာရီအကြောင်းပါဝင်တဲ့ပုံမြင်တွေထဲမှာတော့လက်တီဗီဘရင်နဲ့စင်တော်များစစ်ပြိုင်တဲ့ပုံမြင်ကထင်ရှားပါတယ်အဲ့ဒီပုံမြင်ထဲမှာလက်ပီတီဘရင်နဲ့ဒီအစ်တာမီယာတို့လက်ထက်ပွဲမှာမနုစာရီတို့ကသူတို့သမီးကိုလူယူထွက်ပြေးရန်ကြံစီတာကြောင့်အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လက်ပီတီဘရင်ဘက်ကစီတရုကဝင်ရောက်တိုက်ခိုက်ကူညီခဲ့တာကြောင့်မနုစာရီတို့အရေးနှိပ်ခဲ့ရပါတယ်ဒါကတော့ဂရိဒန္နာကြီးပါမြန်မာဒန္နာကြီးတွေကဂျေယာအမှတ်သားပါတဲ့လက်တစ်ဖက်ပြက်နေတဲ့မနုစာရီမင်းသမီးလေးအကြောင်းကိုပြန်သွားကြည့်ကြရအောင်ဗျမြန်မာရာဇဝင်တွေထဲမှာတော့မနုစာရီကိုအရန်ကိုချောမောလှပပြီးအတတ်ပညာအသိပညာနဲ့ပြည့်စုံတဲ့ထက်မြက်တဲ့မိမ့်မပြိုလေးအဖြစ်ပုံဖော်ခဲ့ကြပါတယ်မနုစာရီမင်းသမီးလေးနေထိုင်ခဲ့တဲ့နေရာကိုလည်းဗရောင်းမြို့အနီးမှာရှိတဲ့တပ်တာမင်းနေပြည်တော်လို့ဖော်ပြခဲ့ကြပါတယ်မနုစာရီဟာအဖိုးဖြစ်သူရတစ်ကြီးနဲ့အသက်ရှည်စေတဲ့ဗြဟ္မာကျင့်စဉ်ကိုကျင့်ကြံပြီးနောက်ပွင့်မဲ့အရေမြစ်တရမြတ်စွာဘုရားကိုမောင်တော်အတိတ်ဒရာမင်းသားနဲ့အတူဖူးမြော်ဖို့အတွက်
မန်းချောင်းအနီးကတောအုပ်ထဲမှာစောင့်မျှော်နေခဲ့တယ်လို့ဆိုကြပါတယ်ဒီလိုအသိပညာအတတ်ပညာတွေနဲ့စွမ်းအားတွေပြည့်စုံလာတဲ့မနုဿာရီဟာဘာလို့လက်တစ်ဖက်ပြတ်ခဲ့ရတာလဲမနုဿာရီရဲ့လက်ပြက်ကြီးပေါ်ကဂျေယာအမှတ်သားလေးကဘယ်အရာလဲဒီအချက်တွေကိုသိဖို့ဆိုရင်ကျွန်တော်တို့ရာဇဝင်တွေကိုတစ်ခေါက်လောက်ပြန်သွားကြည့်ကြရအောင်ဗျအတိတ်ဒရာမင်းသားလေးကဒဏ်ရာတွေနဲ့မျက်စိလဲပြီးမနုဿာရီနဲ့သူ့ယမရဲ့အဖိုးဖြစ်သူရတစ်ကြီးတို့တရားကျင့်ကြံနေတဲ့မန်းချောင်းအနီးကတောဆက်ကိုရောက်သွားခဲ့ပါတယ်သူ့ကိုကယ်တင်ပေးခဲ့တဲ့မနုဿာရီကိုမြင်မြင်ချင်းပဲမင်းသားလေးကအရန်ကိုချစ်မိသွားခဲ့ပါတယ်အဲဒါကြောင့်ဒဏ်ရာတွေတတ်တာပြီးနန်းတော်ကိုပြန်ရောက်တဲ့အချိန်မှာတော့မနုဿာရီနဲ့နှိစက်ဖို့ကြိုးစားခဲ့ပါတယ်သူကမနုဿာရီကိုနန်းတော်ထဲဖိတ်ခေါ်ပြီးတရားသူကြီးချုပ်ယာဒူးပေးအပ်ခဲ့ပါတယ်ဒါကိုမကျင့်နဲ့တဲ့သူကတော့ဗတ္ထကလယာလို့ခေါ်တဲ့မင်းသမီးတဦးပါသူမဟာရခင်ကအတိတ်ကမင်းသားလေးနဲ့ဆေးဆက်ထားတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်မနုဿာရီမင်းသမီးလေးရောက်ရှိလာတဲ့အချိန်မှာတော့သူမကိုအရင်ကလိုမင်းသားလေးကဂယုမဆိုင်တော့တာကြောင့်မင်းသမီးလေးကိုဒုက္ခပေးဖို့ကြံစီခဲ့ပါတယ်မင်းသားလေးဟာစစ်သူကြီးတဦးအဖြစ်တာဝန်ယူရတာကြောင့်စစ်တိုက်ထွက်တဲ့အချိန်မှာတော့မနုဿာရီမင်းသမီးလေးကိုစုံမအဖြစ်စစ်ဆွဲပြီးလက်တစ်ဝက်ကိုဖြတ်ပစ်လိုက်ပါတယ်မင်းရဲ့အမိတ်အာဏာဆက်ကြောင့်မနုဿာရီမင်းသမီးလေးဟာဘာမှမတက်နိုင်တော့ပဲလက်တစ်ဖက်ပြတ်သွားခဲ့ရပါတယ်မတရားအပြစ်ဒဏ်ကြောင့်လက်တစ်ဖက်ဆုံးရှုံးသွားခဲ့ရတဲ့မနုဿာရီဟာသူမအပြစ်ကင်းတာမှန်ကန်မှာကသူမရဲ့လက်တစ်ဖက်ကဖြတ်စည်းလို့မရပဲမပုတ်မတိုးပဲရှိနေပါစေသူမချစ်သူကိုကိုယ်တိုင်ထိုလက်ပြက်ကိုလာရောက်တက်ဆင်ပေးပြီးနောင်ပွင့်မဲ့မြတ်စွာဘုရားအားသူမချစ်သူနဲ့နှစ်ကိုယ်တူဖူးမြော်ရပါစေလို့ဆုတောင်းပြီးမန်းချောင်းတော်ရမှာယနေ့တိုင်စောင့်မျှော်နေခဲ့ပါတယ်မနုဿာရီရဲ့လက်တစ်ဖက်ကိုဘလို့မှဖြတ်စည်းလို့မရတာကြောင့်လုံထဲမှာထည့်ပြီးဖိုးထိုးဖြတ်စည်းဖို့ကြံစီကြပြန်တယ်မနုဿာရီဟာအကျင့်ဆရဏနဲ့ပြည့်စုံတဲ့သူဖြစ်ပြီးသူမရဲ့လက်ကလည်းဓာတ်တဘာဝအမျိုးမျိုးပြည့်နှက်နေတာကြောင့်ဖိုးထိုးရင်းပေါက်ကွယ်ပြီးသက်သာမိနစ်ပြီးတော့တစ်ခုလုံးပျက်စီးခဲ့ရပါတယ်မင်းသားလေးပြန်ရောက်တဲ့အချိန်မှာလဲဂျီယာအမှတ်သားပါတဲ့မနုဿာရီရဲ့လက်ပြက်လေးကိုပဲတွေးမြင်ခဲ့ရပါတယ်မင်းသားလေးဟာသူ့မျက်နှာတဲ့မနုဿာရီရဲ့လက်လေးပျက်စီးမှာဆိုလို့သူ့ရဲ့စစ်ဝတ်တစားများနဲ့တေချာစွာထုတ်ပိုးပြီးယခုကြောက်စင်မျိုးဝေဘူးတောင်မှာတိတ်ဆီးခဲ့တယ်လို့ဆိုပါတယ်မင်းသားလေးဟာအဲ့ဒီဘဝကွယ်လွန်ချိန်အထိမနုဿာရီနဲ့ပြန်မတွေ့ခဲ့ရပါဘူးမနုဿာရီကလည်းယနေ့ထိတိုင်မင်းသားလေးကသူမရဲ့လက်လေးကိုယူလာဆက်ပေးမှာကိုနှစ်ပေါင်းထောင်ကြည့်ကြအောင်စောင့်မျှော်နေရရှိတယ်လို့ဆိုကြပါတယ်ပကံပြည့်ရှင်အလောင်းစီသူမင်းကြီးကိုအလင်းနှများပြပြီးဇေဒီတဲခိုင်းနဲ့ကြောက်တစ်တာဖျားတိုက်အကြောင်းပြောရရင်ဒန္တာကြီးဆန်းဆန်းတမိုင်းတိုက်စာပုံပြင်ဆန်းဆန်းနဲ့ပြောမကုန်တော့ပါဘူးကြောက်တစ်တာကြီးနဲ့ကြောက်စီတော်ကြီးကပုံပြင်ဆန်းဆန်းဒန္တာကြီးဆန်းဆန်းယုံနှန်းစကားတွေနဲ့ပြည့်နှံနေတဲ့စိတ်ဝင်စားပွဲတမိုင်းဝင်အမွေနှစ်တစ်ခုလည်းဖြစ်ပါတယ်ရှေ့ရခင်ကကြောက်ဆဲသူကြောက်ဆဲသားတွေဟာပွဲလန်းသမင်ရှိတဲ့အချိန်မှာကြောက်တစ်တာကြီးအတွင်းမှာရှိတဲ့ရွှေငွေလက်ဝတ်ရတနာတွေကိုငှားရမ်းဝတ်ဆင်နိုင်ပြီးပွဲလန်းသမင်ပြီးဆုံးတဲ့အခါမှာပြန်လည်ထားရှိကြတယ်လို့ဆိုကြပါတယ်ကြောက်တစ်တာကြီးအနှဲငယ်ဟနေတဲ့အချိန်မှာအထက်ကရွှေငွေရတနာတွေကိုနွားချောင်းသားလေးတဦးကမြင်းမိဟာလိုချင်တက်မက်စိတ်နဲ့လောဘတကြီးယူခဲ့ပြီလို့နွားချောင်းသားလေးရဲ့လက်တစ်ဖက်ပြက်ကျန်ခဲ့တယ်လို့လည်းဆိုကြပါတယ်အင်္ဂလိပ်ခေတ်ကာနယ်တယောက်ကလည်းအဲ့ဒါလိုပဲရွှေငွေရတနာတွေကိုနှိုက်ယူရင်းလက်တစ်ဖက်ပြက်ကြံခဲ့တယ်လို့ငယ်စဉ်ကကြားဘူးခဲ့ပါတယ်ကြောက်တစ်တာကြီးဟာငလင်နှံကြောင့်ပြုတ်ကျလာလို့80ရာခိုင်နှုန်းဖြစ်နေပြီလို့သိရပါတယ်ကြောက်တစ်တာကြီးပြိုကျလက်ဆင်လာရင်ကြောက်တုံးကြောက်သားကြောက်လွှာတွေနဲ့ရွှေမွေးငွေမူဗရမများမူရွာသလိုရတနာတွေများလွင့်လာမှာလားငါးကြောင်သားလေးရဲ့လက်တစ်ဖက်ကရောထွက်ကြလာမှာလားအင်္ဂလိပ်ခေတ်ကကာနယ်ကြီးရဲ့လက်တစ်ဖက်ကရောတကယ်ပဲထွက်ကြလာမှာလားဒါမှမဟုတ်စီးစိန်လာတဲ့မနုဿာရီရဲ့လက်လေးတစ်ဖက်ထွက်ကြလာမှာလားလို့ကျွန်တော်တွေးမိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်သမိုင်းဝင်ရှေ့ဟောင်းအမွေနှစ်ကြောက်တစ်တာကြီးမပြိုကျမပြက်စီးစေချင်တာကတော့ကျွန်တော်တို့အားလုံးရဲ့ရင်ထဲကဆန္ဒအမှန်ပါအခုအချိန်မှာကြောက်တစ်တာကြီးကိုအစင်းမြင့်ဤပညာတွေသုံးပြီးပြန်လည်ပြုပြင်သွားမယ်လို့ကြားရတဲ့အတွက်လည်းအတိုင်းမသိဝမ်းသာပီတိဖြစ်မိပါတယ်ကြောက်တစ်တာကြီးပြန်လည်တည်ဆောက်မဲ့လုပ်ငန်းကြီးအစင်းပြပြနဲ့အမြန်ဆုံးအောင်မြင်နိုင်အောင်မိတ်ဆွေတွေအားလုံးလည်းဆုတောင်းစကားလေးတွေ comment မှာရေးခဲ့ပေးကြပါအောင်ဗျာကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီး